ဘာကိုစိုးရင်ထိတ်လန့်နေတာလဲစာအုပ်နဲ့လည်းခေါင်းမှာကာထားတဲ့ဆိုတော့တူမကိုကြည့်ရတာကြောင်းမလို့ပဲဘာများကြတယ်လို့တူမဒီလောက်စိုးရင်ထိတ်လန့်နေရတာလဲအော်ဒါကြီးကြတာကိုအော်တမီးလေးရဲ့ဒါကြီးကြတာလို့တမီးလေးစာအုပ်နဲ့ကာလို့လုံမာတဲ့လားဟုတ်ပါတယ်လေတူမမှလည်းစာအုပ်ကလွဲတော့ဘာများရှိလို့လဲတူမမှာဘာအပြည့်ရှိလို့လဲတူမဘာအမားလုံးပြီလို့လဲဒီနေရာမှာတင်တာဆိုရင်ဘယ်လိုခံစားရမလဲဒါမှမဟုတ်တင်တန်းပြီးဆိုရင်ရောဘယ်လိုခံစားရမလဲ comment မှာရေးပေးခဲ့ပါနော်လူကြီးတွေရဲ့ဒေါသလောဘတွေကြောင့်အပြစ်မရှိတဲ့ကလေးတွေဟာတည်ကြည်ပျက်စီးနေရတယ်စစ်ကိုရက်ကြပါစစ်အလိုမရှိစစ်ကိုမုန်းတယ်အတင်လဲကျွန်ုပ်လူစစ်ကိုမုန်းတယ်ဆိုရင် like and subscribe လုပ်ပြီးမျှဝေပေးပါကျေးဇူးအထူးတင်ပါတယ်